1382 ခုနှစ်နဒေါ်လာဇန်12ရက်2010ခုနှစ်ဒီဇင်ဘာ18ရက်လိုင်မြို့နယ်6မိုင်ပြည်လန်းနံပါတ်2မင်းတီဟာယရနာဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဝိပဿနာကျင့်စဉ်တရားဒေသနာတော်ဝိပဿနာဆိုတာထူးခြားတဲ့ရှုမြင်ချက်ပညာရပ်တစ်မျိုးကိုဝိပဿနာလို့ခေါ်တာဝိဆိုတာမတူထူးခြားတဲ့ပဿနာရှုမြင်မှုလောကလူတွေကြည့်နေတဲ့အမြင်နဲ့မတူတဲ့အမြင်လို့ဆိုလို့အများစုမြင်တဲ့အမြင်နဲ့မတူညီတဲ့အမြင်သို့မဟုတ်ထူးခြားတဲ့အမြင်အဲဒီလိုထူးခြားတဲ့အမြင်နဲ့ကြည့်နိုင်တဲ့ဉာဏ်ရည်စွမ်းပကားတစ်မျိုးကိုဝိပဿနာလို့ခေါ်တယ်။အဲဒီဝိပဿနာဆိုတာမြတ်စွာဘုရားပွင့်မှသိရတဲ့နည်းစနစ်တစ်ခုဘာဝနာကျင့်စဉ်နှမျိုးရှိတဲ့ထက်သမထဘာဝနာဝိပဿနာဘာဝနာလို့ဘာဝနာကျင့်စဉ်နှမျိုးရှိတယ်။အဲဒီဘာဝနာကျင့်စဉ်နှမျိုးမှာဘာဝနာဆိုဒီမှာစိတ်ဓာတ်လေ့ကျင့်ပြီးတော့တိုးတက်ပွားများခိုင်မာလာအောင်ရင့်တန်လာအောင်လုပ်တဲ့နည်းစနစ်အဓိကအားဖြင့်သမာဓိစိတ်တွေခိုင်မာလာအောင်စိတ်ဓာတ်တည်ငြိမ်မှုတွေခိုင်မာလာအောင်လေ့ကျင့်ပေးရတဲ့နည်းစနစ်နဲ့အသိပညာတွေတိုးတက်လာအောင်လေ့ကျင့်ပေးတဲ့လေ့ကျင့်နည်းစနစ်နှစ်ခုဒါဘာဝနာလို့ခေါ်တာပေါ့အဲဒီဘာဝနာနှစ်မျိုးစလုံးဟာလေ့ကျင့်ရမယ့်အရာတွေကြီးပဲသမထဘာဝနာဆိုတာလည်းလုပ်ရမယ်ဝိပဿနာဘာဝနာဆိုတာလည်းလုပ်ရတယ်အဲဒီလိုလုပ်တဲ့အခါမှာရွေးချယ်မှုနှစ်မျိုးရှိတယ်တချို့ကသမထကိုအရင်ကျင့်ပြီးတော့မှဝိပဿနာကျင့်တယ်တချို့ကသမထကိုတီးတီးတတ်တတ်မလုပ်တော့ဘဲနဲ့ဝိပဿနာပညာဆိုတဲ့ပညာပိုင်းကိုအဓိကဦးစားပေးပြီးတော့လုပ်တဲ့နည်းစနစ်လည်းရှိတယ်ဒီနှစ်မျိုးလုံးဟာမှန်ကန်တဲ့နည်းတွေကြီးပဲလို့ပြောအောင်မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကတော့အများစုဟာကျမ်းမာရေးလည်းကောင်းကြတယ်ရာသီဥတုလည်းကောင်းတယ်လူလောကမှာစိတ်တည်ငြိမ်စရာအကြောင်းတွေအများကြီးရှိတယ်ဒီနေ့ခေတ်မှာတော့လူတွေရဲ့တဏ္ဍာမှာ emotion တွေများတာ emotion တွေများတယ် stress တွေများတယ်စိတ်ဖိစီးမှုတွေများတယ်ဘာဖြစ်လို့များလာတော့ဆိုလူချင်းဆန္ဒတွေကများလာလို့လူချင်းဆန္ဒတွေကိုဖြည့်ချရတာမတမ်းမများလာရုပ်ထုဘက်ကတိုးတက်များပြားလာသည့်အတွက်ကြောင့်အဲ့ဒီရုပ်ထုကိုလူချင်းတဲ့ဆန္ဒတွေကလည်းများလာသည့်အတွက်ကြောင့်ရရှိအောင်ဆိုပြီးတော့ကြိုးပမ်းဆောင်ရွက်ကြရတဲ့အခါမှာလိုဘပြည့်တာရှိတယ်လို့လိုဘမပြည့်တာရှိတယ်ပြည့်ရင်လည်းတစ်မျိုးမပြည့်ရင်လည်းတစ်မျိုးလောကမှာပြည့်သွားတယ်ဆိုတာတော့အခိုက်အတန့်လို့သာပြောလို့ရတယ်ဘယ်တော့မှပြည့်တယ်ဆိုတာမရှိဘူးရုပ်ထုဆိုင်ရာပစ္စည်းတွေကလည်းတစ်မျိုးပြီးတစ်မျိုးပေါ်နေတာပေါ်နေလို့ရှိရင်ဒီတစ်မျိုးပြီးသွားရင်နောက်တစ်မျိုးကလိုချင်စရာတွေလာအောင်ပါပဲအဲ့ဒီလိုချင်စရာတွေနောက်ကိုလိုက်ပြီးတော့စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရနိုင်ကြဘူးတဲ့ဒါကြောင့်မို့လို့တည်ငြိမ်မှုရအောင်အဲ့ဒီနောက်လိုက်ခြင်းကိုနံပါတ်1စွန့်ပယ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါကိုပြောတာမြတ်စွာဘုရား
န်တုတ်ထီဆိုတာရှိတဲ့အနေထားလေးတစ်ခုနဲ့ကျင့်တတ်ရောင်ရဲလိုက်ပြီးတော့လူချင်းစရာအာယုန်တွေနောက်ကိုမလိုက်တော့ဘဲနဲ့စိတ်တည်ငြိမ်မှုရအောင်ကြိုးပမ်းအားထုတ်တာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကရုပ်ဝတ္ထုနဲ့ပတ်သက်ပြီးတော့လူချင်းစရာတွေကမများဘူးဟိုဒီသွားတဲ့အခါမှာဆိုလဲယင်ဆိုတာများများဆာဆာရှိတာမဟုတ်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေသာအတော်တန်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေသာမြင်းရင်တို့လဲရင်တို့ဆင်ရင်တို့ဆိုတာတွေနဲ့သွားကြလာကြတယ်။တာမန်ပုဂ္ဂိုလ်တွေကကုန်းချောင်းလျှောက်ကြတာကုန်းချောင်းလျှောက်တော့ရင်စည်းဖို့အတွက်လည်းသူတို့မှာဘာမှစိတ်ဆန္ဒမရှိကြဘူးမရှိသည့်အတွက်စိတ်ဓာတ်ဟာတည်ငြိမ်မှုတွေအများကြီးရှိတယ်ဒီကနေ့ကျတော့မဟုတ်ဘူးရင်တွေကလည်းပေါ်များလာတဲ့အတွက်ကြောင့်အဲ့ဒီရင်တွေရရှိဖို့အတွက်ဆိုပြီးတော့မရှိရင်မဖြစ်တဲ့အနေအထားတစ်ခုဖြစ်လာတယ်ဖြစ်လာတော့စိတ်ရဲ့လှုပ်ရှားမှုတွေများလာတဲ့အတိုင်းကြိုးစားအထုတ်လို့မအောင်မြင်ဘူးဆိုလို့ရှိရင် emotion တွေတို့ stress တို့ဝင်လာတာပေါ့ဒါကြောင့်မို့ဒီကနေ့ခေတ်မှာတော့သမထကျင့်စဉ်တစ်ခုကိုကျင့်ဖို့ဆိုတာတော်ရောနဲ့တော့ခက်ခဲတယ်ပေါ့ပေါ့ရောက်အောင်မြင်မှုအမှန်တန်ခက်တယ်ကျမ်းမာရေးကြံ့ခိုင်မှုလည်းလျော့သွားတယ်စိတ်ဓာတ်ကြံ့ခိုင်မှုအားတွေလည်းလျော့သွားတယ်ဒါကြောင့်မို့လို့ဒီကနေ့ခေတ်မှာသမထကိုအောင်မြင်အောင်ကျင့်ပြီးမှဝိပဿနာအောင်မြင်အောင်ကျင့်တာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဖြစ်နိုင်တယ်ပေါ့ပုဂ္ဂိုလ်ပေါ်မှာမူတည်တာပေါ့နော်အဲ့တော့ပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ဖြစ်နိုင်တယ်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကသမထကျင့်စဉ်တွေကိုပေါ့ပေါ့ရောက်အောင်မြင်အောင်ကျင့်ပြီးမှရှင်းတဲ့ပုဂ္ဂိုလ်တွေလည်းလွန်များတယ်တော့ဘုရားမပွင့်ခင်ကသမထကိုပဲပေါ့ရောက်အောင်ကျင့်ပြီးတော့ဝိပဿနာကူးတဲ့နည်းကိုမသိကြသည့်အတွက်ကြောင့်မအိုမနာမသေးလို့ဆိုတဲ့သူတို့သတ်မှတ်ချက်ဟာဗြဟ္မပြေပဲဖြစ်သွားဗြဟ္မပြေမှာပဲလမ်းဆုံးသွားကြတယ်လမ်းဆုံးသွားပြီးအဲ့ဒီဗြဟ္မပြေကိုပဲပန်းတိုင်ထားပြီးတော့ဘာသာရေးကိုင်းတွေဟာကျင့်ကြံကြိုးကိုအားထုတ်နေကြအစစ်မနှိမ့်ဘူးသူတို့ကအဲ့လိုကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ဗြဟ္မပြေရောက်တဲ့အခါတက်တန်းကအလွန်ရှိတယ်မေ့နေလောက်ကဘာချီပြီးတော့ရှိတဲ့တက်တန်းဆိုတော့အကြာကြီးနေကြရတယ်ပေါ့ကြာကြီးနေတဲ့အခါကျတော့ကြားလာတော့သူတို့စိတ်ထဲမှာနေဆထာဝရလို့ယူဆလာကြတယ်သူကထာဝရနေရတယ်ဒါဆိုကိုယ်မျက်စိအောက်မှာတတ္တဝါလေးတွေကပြုတ်နဲ့ပျောက်သွားဓမ္မတွေအနေနဲ့ကြည့်မယ်ဆိုရင်လူတွေဆိုတာခဏလေးနတ်တွေဆိုတာလည်းခဏအလုံးကြောက်ကြလိမ့်မယ်လူရဲ့တက်တန်လူပုံလူလောကဒီကနေ့ခေတ်မှာဆိုအလွန်မြန်တယ်ပေါ့ဘုန်းကြီးတို့ဘုရားလက်ထက်ကဝတ္ထုတစ်ခုဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာပန်းခူးနေတဲ့နတ်သမီးတဦးဟာသုတေစိတ်ကြသွားလို့လူပြေလာဖြစ်တယ်လူပြေလာဖြစ်တော့သူဘယ်လာတယ်ဆိုတာကိုသိလို့ကုသိုလ်ကောင်းမှုတွေကြိုးစားလုပ်တယ်ဒီမှာအိမ်တော်ရသားကြအသက်အရွယ်ကြီးလို့သိသွားတဲ့အခါသူ့ရဲ့ဆန္ဒအတိုင်းအဲ့ဒီနတ်ပြည်ကိုပြန်ဖြစ်တယ်ဟိုမှာပန်းခူးတော့မှရှိသေးတယ်ဆိုအဲ့လောက်ကွာခြားတယ်ပေါ့အသက်ချင်းကနော်အတိုင်းတာတစ်ခုနဲ့ပြောလို့ရှိရင်လူပြည်မှာအနှစ်90ဆိုရင်စတုမာတွေကတရက်ပဲရှိသေးတယ်လူပြည်မှာအနှစ်100မှာတာဝရိန္ဒတရက်ပဲဆိုတော့ဒီကနေ့ခေတ်လူတွေဟာတာဝရိန္ဒနတ်တို့ရဲ့တရက်တောင်မနေလိုက်ရအောင်တိုးတောင်းတယ်ပေါ့ဒါအတိုင်းတာတစ်ခုကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေနဲ့အနီးကပ်ဆုံးဖြစ်တဲ့တိရစ္ဆာန်လေးတွေပဲကြည့်တိရစ္ဆာန်လေးတွေရဲ့တက်တန်းဗဒမတူကြတယ်ခဏလေးပဲပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ဒီလိုပဲနေမှာပဲပေါ့အဲ့ဒါလို့အခြေအနေမျိုးဟာသမထကျင့်စဉ်တစ်ခုကိုကျင့်လို့အမှန်တန်ကြာရှိတဲ့တက်တန်းရှိတဲ့ဘုံဘဝရောက်သွားတဲ့အခါကြလို့ရှိရင်သူတို့ကဘုမနာမသေးလို့ယူဆပြီးတော့မှားယွင်းတဲ့အယူဆတွေပေါ်ပေါက်လာမြတ်စွာဘုရားရဲ့တရားတော်ရသမထကျင့်စဉ်ရဲ့လမ်းဆုံးကတော့ဆံတဲ့အဘိညာဉ်တွေပဲအဘိညာဉ်တွေမှာပဲလမ်းဆုံးတယ်ထူးခြားတဲ့စွမ်းရည်တတ္တိတွေရမယ်သို့တော့သိရင်လည်းဗြဟ္မပုံမှာရောက်ပြီးတော့နောက်တစ်ချိန်ကျတန်တရားတွေကလွတ်မှာမဟုတ်ဘူးပြန်လာအောင်မှာပဲလို့ဆိုတဲ့အနေအထားမျိုးရှိအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားက
တခါရောက်ရင်ဘယ်တော့မှပြန်မလာရတဲ့နေရာမျိုးဆိုလိုတာကအကြောင်းတရားတွေကုံအောင်ခြေမုံလိုက်နိုင်တယ်အကောင်းတရားတွေကုံအောင်ဖယ်ရှားလိုက်နိုင်တဲ့ဤစနစ်တစ်ခုကတော့ဝိပဿနာပဲဝိဆိုတာမတူညီတဲ့ပဿနာအမြင်တစ်ခုဒီဉာဏ်ကြီးစွမ်းအားနဲ့မှကုံစင်အောင်ပူခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဘေးဒုက္ခတွေကင်းတဲ့အခြေအနေတစ်ခုကိုဉာဏ်ကြီးကမှပေးနိုင်တယ်တမာတိဆိုတာဒီဉာဏ်ကြီးကိုအထောက်အကူပြုဖို့ပဲရှိတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့နှစ်မျိုးခွဲခြားမှတ်သားသင့်တယ်ပေါ့တဦးကသမထကျင့်စဉ်တမာတိလုပ်ငန်းကိုထူထောင်ပြီးတော့မှဝိပဿနာကိုအထုတ်တယ်ဒါကတဦးနောက်တဦးကတော့ဝိပဿနာကိုပဲတိုက်ရိုက်သွားတယ်တမာတိကိုထူထောင်ပြီးတော့မနေတော့ဘူးဝိပဿနာအာယုန်နဲ့ပဲပညာတိုးတက်အောင်ကြိုးစားတယ်ဆိုဒီနည်းနှစ်ခုရှိလာအဲ့ဒီနည်းနှစ်ခုရှိလာတဲ့အခါမှာပထမနည်းကိုသမထယာနိကပုဂ္ဂိုလ်လို့ခေါ်တယ်ပထမနည်းလိုက်တဲ့ပုဂ္ဂိုလ်သမထယာနိကဒုတိယနည်းလိုက်တဲ့ပုဂ္ဂိုလ်ဝိပဿနာယာနိကပုဂ္ဂိုလ်လို့ခေါ်တယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သမထကျင့်စဉ်ပဲကျင့်ဝိပဿနာကျင့်စဉ်ပဲကျင့်ပထမဆုံးလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စကဘာလဲလို့ဆိုရင်ကိုချင်းတရားကောင်းမွန်အောင်အရင်စောင့်တည်ဖို့လိုတယ်မှန်ပါပါဗျာကိုချင်းတရားကောင်းမွန်အောင်လုပ်တယ်လို့ဆိုတာပြင်လိုက်တာတခဏလေးပဲကိုချင်းတရားဆိုတာအကြာကြီးပြင်ရတာမဟုတ်ဘူးအခုမလုပ်တော့ပါဘူးလို့ဒါကိုရှောင်လိုက်ပါပြီလို့စိတ်ထဲကစောင့်တည်လိုက်တာနဲ့နှုတ်ကထုတ်ဖော်ပြီးတော့စောင့်တည်လိုက်တာနဲ့တပြိုင်နက်သူကကိုချင်းတရားဟာလုံလောက်သွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒီကိုချင်းတရားပြည့်စုံသွားပြီဒါကြောင့်မို့ဆရာတော်ကြီးတွေကအကြံပေးတယ်ရှေးဥစွာသီလစင်ကြယ်အောင်လုပ်ရမယ်သီလစင်ကြယ်အောင်လုပ်တယ်ဆိုတာဘယ်လောက်ကြာအောင်လုပ်ရမယ်ဘယ်နှလလုပ်ရမယ်ဘယ်နှစ်နှစ်လုပ်ရမယ်ဒီလိုမရှိဘူးခုစောင့်တည်လိုက်ရင်အခုချိန်မှာကိုယ့်ကိုယ်စဉ်းစားကြည့်လိုက်ငါ9ပါးသီလစောင့်တည်ထားတယ်ငါစင်ကြယ်နေပြီလို့အာယုံပြုတ်ကြည့်လိုက်တာနဲ့တပြိုင်နက်ငါအခုချိန်ထိစောင့်တည်ပြီးတဲ့အချိန်မှာဘာမှကျူးလွန်ထားတာမရှိဘူးဖောက်ပြထားတာမရှိဘူးငါသီလဟာခုစောင့်တည်လိုက်တဲ့အချိန်ကစပြီးစင်ကြယ်တယ်လို့ပြန်ပြီးတော့အောင်းမေ့လိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆိုကျေနပ်အာရမှုလေးဖြစ်လာအဲ့ဒီကျေနပ်အာရမှုလေးကိုအဝိပ္ပိတာရလို့ခေါ်တာပဲစိတ်ထဲမှာနှလုံးမသာမယာဖြစ်เสียမရှိဘူးဝမ်းသာစရာလေးဖြစ်လာအဲ့ဝမ်းသာတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုအဲ့ဒီဝမ်းသာမှုကိုအကြောင်းပြုပြီးတော့ပါမောဇ္ဇာလို့ခေါ်တဲ့ဒီနှစ်သက်မှုလေးတစ်ခုပေါ်လာအဲ့ဒီပါမောဇ္ဇာဆိုတဲ့နှစ်သက်မှုလေးပေါ်လာတဲ့အခါပီတိဆိုတဲ့ပို့ပြီးတော့စွမ်းအားရှိတဲ့ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းမိုးနိုင်တဲ့ပီတိလို့ဆိုတဲ့စွမ်းအားရှိတဲ့နှစ်သက်မှုတစ်ခုထပ်ပေါ်လာအဲ့ဒါပေါ်လာလိုက်တာနဲ့တပြိုင်နက်ပီတိဖုံးနေတဲ့အခါမှာကိုယ်ခန္ဓာတစ်ခုလုံးဟာငြိမ်းချမ်းပြီးတော့သွားတယ်အဲ့ဒါကဒုက္ခလို့ခေါ်တာပေါ့အဲ့ဒီဒုက္ခရလာလို့ရှိရင်ပတ္တတိဆိုတဲ့စိတ်ရောပါရောအကုန်လုံးငြိမ်းချမ်းသွားတယ်ငြိမ်းချမ်းသွားတာနဲ့တပြိုင်နက်စိတ်ကလေးကတည်ငြိမ်လာတဲ့တမာတိဆိုတာပေါ်လာအဲ့ဒီတမာတိပေါ်လာတဲ့အခါမှာယထာဘူတညာဏတတနာအာယုန်တစ်ခုကိုစူးစမ်းဆင်ခြင်ကြည့်လိုက်တာနဲ့တပြိုင်နက်အမှန်သိတယ်ဆိုတဲ့အသိဉာဏ်တစ်ခုကပေါ်လာနိုင်တယ်ဒါကကိုယ့်ဘာကိုလက်တွေ့လုပ်ကျင့်သုံးကြည့်ရမယ့်ကိစ္စတစ်ခုပဲပေါ့ကိုယ့်ဘာကိုဒီအစဉ်ဆက်တွေကသူ့ဘာသူသွားရင်နဲ့ဒီလိုလက်တွေ့လှုပ်ခြင်းအားဖြင့်ဒီအစဉ်ဆက်မပြတ်ဖြစ်ပေါ်လာနိုင်တာပေါ့ဒါကြောင့်မို့ကိုချင်းတရားကိုရှေးဥစွာစင်ကြယ်အောင်လုပ်ပြီးတော့မိမိကိုယ်တိုင်ကသမထကျင့်စဉ်တစ်ခုကိုအရင်ကျင့်ပြီးမှဝိပဿနာကိုအားထုတ်မယ်လို့ဆိုလို့ရှိရင်ဝိပဿနာရဲ့အာယုံဆိုဒီမှာနှမျိုးတည်းပဲရှိတယ်ရုပ်နဲ့နာမ်နှမျိုးပဲရှိတယ်အဲ့တော့ရုပ်ဆိုတာအာယုံကိုသိနိုင်စွမ်းမရှိတဲ့အရာကိုခေါ်တယ်နာမ်ဆိုတာကအာယုံကိုသိတဲ့အရာကိုခေါ်တယ်အဲ့ဒီလိုအာယုံကိုသိတာနဲ့မသိတာဒီသဘာဝနှစ်ခုနဲ့ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒီလိုဖွဲ့စည်းထားတာဖြစ်တော့
ကိုဘဝတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်ပြင်ပအာယုံကိုသိတဲ့အရာနဲ့ပြင်ပအာယုံကိုမသိတဲ့အရာဒီယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဆိုတာထင်ရှားလာအဲ့ဒီယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဆိုရထင်ရှားလာတဲ့အခါမှာဝိပဿနာကျင့်စဉ်တစ်ခုကိုသမထအားထုတ်ပြီးမှကူးကျင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာကစပြီးတော့ရှုတင်တယ်လဲလို့ဆိုလို့ရှိရင်နန္တရားကစပြီးတော့ရှုတဲ့သမထကျင့်စဉ်ကျင့်လို့အာယုန်တစ်ခုပေါ်မှာစိတ်ဟာတည်ငြိမ်လာပြီဆိုတဲ့အခါအဲ့ဒီတည်ငြိမ်လာတဲ့စိတ်ကိုပဲဝိပဿနာအာယုန်အဖြစ်အသုံးချပြီးတော့ဝိပဿနာဘက်ကိုကူးတာအဲ့ဒါသမထယာနိကပုဂ္ဂိုလ်ကနန္တရားဘက်ကကူးတယ်လို့ဒီလိုပြောတယ်ဝိပဿနာယာနိကတတ်သွားတဲ့အခါမှာနန္တရားဘက်ကမကူးပဲနဲ့ထင်ရှားတဲ့ရုပ်တရားတစ်ခုကိုအခြေပြုပြီးတော့သွားရမယ်ဆိုလိုတာကဝိပဿနာတတ်သွားခြင်းလို့ရှိရင်ယုတ်ကစရှုပါလို့အဲ့တော့ဒီအကြံပြုချက်ဟာလောက်ရမယ်လို့ပြောတဲ့ဟာမဟုတ်ဘူးလောက်တဲ့နယ်လို့ပြောတာသမထယာနိကပုဂ္ဂိုလ်ဒီယုတ်ကစမရှုရဘူးနာငါပဲရှုရမယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးလွယ်ကူတဲ့နည်းစနစ်တစ်ခုကိုဖော်ပြတယ်ဝိပဿနာယာနိကပုဂ္ဂိုလ်ကလည်းပဲနာအစမရှိရဘူးယုတ်ကစရှုရမယ်လို့ဆိုတာလွယ်ကူတဲ့နည်းစနစ်တစ်ခုကိုပဲပြောတာအဲ့တော့ဘယ်ဟာပဲစရှုလို့ရတယ်ဆိုတာတော့မှတ်ထားရမှာပေါ့ကိုယ်အစဉ်ပြေတယ်လို့ရှုလို့ရတယ်ပေါ့အေးကောင်းပြီဆိုလိုတာကတော့ဝိပဿနာကူးပြီဆိုတဲ့အချိန်မှာဝိပဿနာဆိုတဲ့အလုပ်ဟာအာယုံကယုံနဲ့နံနှစ်မျိုးတည်းကတစ်ခုခုပဲဖြစ်ရမယ်လို့ဒါကိုသိဖို့လိုတယ်ပေါ့ယုံနဲ့နံကွဲပြားသိရမယ်ယုတ်သိပြီးရင်လည်းနံသိမယ်နံသိပြီးရင်လည်းယုတ်ကိုသိလိမ့်မယ်ဒီနှစ်ခုကဆက်ပြီးတော့နေတယ်ဘုန်းကြီးတို့တွေကအပေါ်ယံကိုကြည့်ပြီးတော့ယုံနဲ့နံနှစ်မျိုးကိုယုံနံလို့မသိပဲနဲ့ဘာသိလဲငါလို့သိတယ်ငါဟာလို့သိနေတယ်တတ္တဝါလို့သိနေတယ်သူရဲ့ငါရဲ့ဆိုတဲ့အတွေးနဲ့ပဲသိနေတယ်အဲ့ဒီအတိကြောက်လောက်အောင်လူတွေရဲ့တဏ္ဍာမှာယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဆိုတာကိုမြင်အောင်ကြိုးစားအားထုတ်ဖို့အရေးကြီးတယ်အဲ့တော့ဝိပဿနာအားထုတ်တဲ့အခါမှာအဆင့်၃ဆင့်ကိုမှတ်သားထားတဲ့နယ်ပေါ့ကိုဟာဘယ်အဆင့်မှာအလုံးလုံးနေတာတုံးဆိုအဆင့်ကျော်ပြီးတော့အလုံးမလုံးရဘူးအဆင့်အတိုင်းပဲအလုံးလုံးရမယ်အဆင့်၃ဆင့်ကိုပရိညာ၃ပါးလို့ပရိညာဆိုတာပရိဆိုတာပိုင်နိုင်ညာကသိတာကိုလုပ်တဲ့အလုပ်ကိုပိုင်နိုင်သိတာနဲ့ဘိုးတော်ဝါဒသိတာမတူဘူးလုပ်ငန်းတစ်ခုလုပ်တာတောင်မှပဲပိုင်နိုင်သိတဲ့လူရှိတယ်နော်မပိုင်နိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့ကိုသိတဲ့အလုပ်ကိုပိုင်နိုင်သိတာကိုပရိညာပရိပိုင်နိုင်စွာညာသိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဝိပဿနာဉာဏ်ဖြစ်တာကိုပဲဆင့်၃ဆင့်မှတ်သားထားဖို့နံပါတ်၁ကညာတပရိညာလို့ခေါ်တယ်ညာတဆိုတာသိရမယ့်အာယုံလို့ပြောတာဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရှိရင်ဝိပဿနာရဲ့အာယုံအဖြစ်သိရမယ့်ဟာကိုအရင်တွေ့အောင်ရှာရမယ်တွေ့အောင်လုပ်ရမယ်တွေ့အောင်အဲ့ဒါကိုကြည့်ရမယ်အဲ့ဒီညာတဆိုတဲ့နေရာမှာဒီနေရာမှာဘာဟာညာတလဲသိရမယ့်ဟာကဘာလဲလို့ဆိုရင်ယုံနဲ့နာတတ္တဝါလို့ဆိုတဲ့အာယုံဟာသိရမယ့်အာယုံမဟုတ်ဘူးတကယ်သိရမယ့်အာယုံကယုံနဲ့နံနှစ်မျိုးပဲဆိုတာယုတ်ကိုတွေ့အောင်ရှာနိုင်ရမယ်နံကိုတွေ့အောင်ရှာနိုင်ရအဲ့ဒီသိရမယ့်ဟာတွေကိုသိအဲ့ဒါလို့သိတဲ့အခါမှာဘယ်ရှုထောင့်ကသိတယ်လဲလို့ဆိုလို့ရှိရင်ရုပ်ရဲ့ကိုယ်ပိုင်ရှုထောင့်လေးတွေရှိတယ်ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်နာမ်ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်သဘာဝတရားလေးတွေရဲ့မတူညီတဲ့အမှတ်သားလေးတွေရှိတယ်ဥပမာရုပ်ဆိုလို့ရှိရင်အေးနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အပူနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အဲ့ဒါလို့ထင်းထင်းရှားရှားပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောလေးကရုပ်တရားပဲနာမ်ဆိုတာကတော့အာယုံလေးတစ်ခုပေါ်မှာညွတ်ပြီးတော့ဥလှဲ့သွားတဲ့သဘောလေးဥလှဲ့သွားတဲ့သဘောဆိုတာကြည့်ကိုယ့်အကိုနေရင်ကနေပြီးတော့အတန်လေးကြားလိုက်လို့ရှိရင်အတန်ဘက်ကိုစိတ်ရောက်သွားတာဒါဥလှဲ့တဲ့သဘောပဲပေါ့မြင်လိုက်ရင်လည်းမြင်တဲ့ဘက်ကိုဥလှဲ့သွားတယ်အနံ့ရရင်လည်းအနံ့ရတဲ့ဘက်ကိုဥလှဲ့သွားတယ်ဟောဒါဥလှဲ့သွားတဲ့သဘောလေးအဲ့ဒါနာမ်ရဲ့သဘောလက္ခဏာလေးပဲအဲ့ဒါလို့
ဒါကိုစာလို့ပြောတော့နမနလက္ခဏာအာယုံရှိတဲ့ဘက်ကိုညွတ်သွားတဲ့လက္ခဏာလို့ညွတ်သွားတယ်ဆိုတာဥလှဲ့တာကိုပြောတာအဲ့ဒီအာယုံဘက်ကိုဥလှဲ့သွားအဲ့ဒါလို့သဘာဝတရားကိုယ်ပိုင်သဘာဝတရားလေးတွေကိုနဲ့ဒီရှုမှတ်ရမယ့်ယုတ်တရားနံတရားတွေကိုကွဲကွဲပြားပြားသိဖို့လိုတယ်ဆိုပါစို့လုပ်ငန်းတစ်ခုကိုစပြီဆိုတဲ့အခါမှာအာယုံကိုခိုင်ခိုင်မာမာတစ်ခုတော့ရှိထားဖို့လိုတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီအာနာပါနကမ္မထာဆိုတာအလုံးအတွက်အမြဲဖြစ်ပေါ်နေတဲ့အာယုံတစ်ခုဖြစ်သည့်အတွက်ကြောင့်အာနာပါနဆိုတာကိုမဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်ထိုင်ပြီဆိုလို့ရှိရင်ထွက်လေဝင်လေမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲဖျားဖြစ်အောင်အထုတ်တဲ့ကမ္မထာဟာအာနာပါနကမ္မထာပဲပေါ့သို့တော်ဒီအာနာပါနကမ္မထာဟာလွယ်ကူလို့ပြောတာမဟုတ်ဘူးအမတန်မှတတိအမတန်မှကြီးမားတဲ့တတိအမတန်မှကြိုးစားတဲ့ဝီရိယအမတန်မှဖြတ်တန်တဲ့ပညာရှိဖို့လိုအပ်တယ်။တာမန်ပုဂ္ဂိုလ်နဲ့ဆိုရင်ဒီအာနာပါနအောင်မြင်နိုင်မှုမရှိဘူးပေါ့။ဒါကြောင့်မို့လို့အာနာပါနတတိထွက်လေဝင်လေနဲ့ပတ်သက်ပြီးတော့တတိထားဖို့စိတ်အာယုံလေးကတတိလေးဟာဒီထွက်လေဝင်လေပေါ်မှာကတ်နေအောင်ပထမခြေတိုင်းအနေနဲ့စတင်ညဝိပဿနာအလုပ်ကိုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့စလိုက်တာ။ယာတပရိညာကိုစမယ်ဆိုရင်စိတ်ရည်နဲ့အရာကိုကတ်လို့ကိုယ့်ရဲ့ထွက်လေဝင်လေလေးကိုမှတ်နေလိုက်တယ်အဲ့ဒါလို့မှတ်နေလိုက်တဲ့အခါသမထဆိုလို့ရှိရင်တော့လေထီးတဲ့နေရာလေးတစ်ခုပဲကြိုးစိုက်ပြီးမှတ်တယ်ကျန်တာတွေကိုမေ့ထားလိုက်တယ်ပေါ့အဲ့ဒါလို့ထားလိုက်လို့ရှိရင်ပမာရိဉာဏ်ဉာဏ်ရလာအဲ့လိုမဟုတ်ဘူးဝိပဿနာကျင့်စဉ်ကိုကျင့်ပြီဆိုလို့ရှိရင်သဘာဝလေးတွေရှုသွင်းလိုက်တဲ့အချိန်မှာသဘာဝလေးဘယ်နှမျိုးရှိတယ်ဆိုတာကိုထင်ရှားသိလို့ရတယ်ပေါ့အာယုံစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှုသွင်းလိုက်တဲ့အခါမှာလေရဲ့လှုပ်ရှားတဲ့သဘာဝလေးအဲ့ဒီလေရဲ့လှုပ်ရှားတဲ့သဘာဝလေးထိလိုက်တဲ့အခါမှာသိနိုင်တဲ့စွမ်းအားအသိစိတ်ပေါ်လာတဲ့အသိစိတ်ရဲ့ဖြစ်ပေါ်ရာဆိုတဲ့အနေအထားရှိတဲ့နာသီးပြားမှာရှိတဲ့ကာယပတာရလေးဟောထိလိုက်မှထိလိုက်တဲ့အခါဒီနှစ်ခုဆုံလိုက်တဲ့အခါသိလိုက်တယ်ဆိုတဲ့ထိသိစိတ်ကလေးအဲ့ဒီ၃မျိုးကိုမိအောင်ဖန်ကြည့်ဖို့လိုတယ်ပေါ့လူတိုင်းမှာမိအောင်ဖန်ကြည့်တယ်ဆိုတာတပြိုင်နက်တည်းတော့ဒီ၃ခုကိုမသိနိုင်ဘူးပေါ့သို့တော့တစ်ခုပြီးတစ်ခုသိသွားရမယ်သိတာဟာဒီ၃မျိုးရှိတယ်ဆိုတာသိဖို့ကြိုးစားဖို့လိုအပ်တယ်ပေါ့အသိစိတ်ဆိုတာအလွန်မြန်တယ်မြန်သည့်အတွက်ကြောင့်ရှုသွင်းလိုက်တဲ့လေလေးကသဘာဝတစ်ခုထိုရှုသွင်းလိုက်တဲ့လေလေးရဲ့ထိတဲ့နေရာလေးကသဘာဝတစ်ခုထိလိုက်လို့သိမှန်းသိတဲ့ပေါ်လာတဲ့စိတ်လေးကသဘာဝတစ်ခုလို့ဒီသဘာဝ၃ခုလောက်ကြည့်လိုက်တာနဲ့တပြိုင်တည်းလေလေးကလည်းပဲသူထိတယ်ဆိုတာမသိဘူးသူလှုပ်ရှားနေတယ်ဆိုတာမသိဘူးနှာသီးပြားကလည်းလေလေးကငါ့ကိုလာထိတယ်ဆိုတာမသိဘူးသိတာကသိတဲ့ကာယဝိညာဉ်စိတ်ကလေးကသိတယ်လို့အဲ့ဒီမှာမသိတဲ့သဘောတရားနှစ်ခုကယုတ်တရားသိတဲ့သဘောတရားတစ်ခုကနံတရားလို့ဟောယုတ်နဲ့နံနဲ့ဒီလိုကွဲပြားသွားနိုင်တယ်ပေါ့အဲ့ဒါအာနာပါနသိတယ်လို့ပဲကိုထိုင်းနေတဲ့အခါကျတော့ထိုင်းနေတဲ့နေရာနဲ့ကိုယ်ခန္ဓာကိုယ်နဲ့ထိနေတဲ့နေရာကိုလည်းအာရုံပြုကြည့်လိုက်အောက်ကထိုင်းနေတဲ့အရာရဲ့ပူရင်ပူတယ်နှွေးရင်နှွေးတယ်အေးရင်အေးတယ်မာရင်မာတယ်ပြောရင်ပြောတယ်ဆိုတာမျိုးဖြစ်ရှားလာတယ်အဲ့တော့မာတယ်ပြောတယ်ဆိုတဲ့သဘောဟာပထဝီဓာတ်ရဲ့သဘောပဲပူတယ်အေးတယ်ဆိုတဲ့သဘောကိုစဉ်းစားလို့ရှိရင်တေဇောရဲ့သဘောအဲ့ဒီမတူညီတဲ့သဘာဝလေးကိုသိတယ်အဲ့ဒီမတူညီတဲ့သဘာဝလေးကိုလက်ခံနိုင်တဲ့နေရာကတစ်ခုပူတာကိုပူမှန်းသိလိုက်တယ်အေးတာကိုအေးမှန်းသိလိုက်တယ်မာတာကိုမာမှန်းသိတယ်ပြောတာကိုပြောမှန်းသိလိုက်တယ်ဆိုတဲ့အသိလေးကတစ်ခုသူလည်းပဲ၃ခုသွားတာပဲအဲ့ဒါလို့ထွက်လေဝင်လေတယ်မဟုတ်ဘူးမျက်စိကမြင်တော့လဲအဲ့ဒါလိုပဲ၃မျိုးပဲနားကကြားတော့လဲ၃မျိုးပဲနှာခေါင်းကအနံ့ရတာလဲ၃မျိုးပဲတခြားအာယုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါတွေကလျှာနဲ့
အစားအစာစားရင်လည်းပဲတူတူပဲအရသာရဲ့လက်ရရဲ့လေရသိတဲ့စိတ်ရဲ့ဟောဒီလို၃မျိုးဒီလိုဖြစ်ပေါ်နေတာကိုကွဲကွဲပြားပြားသိလာအောင်နံပါတ်1ကြိုးစားတာဟာညာတပရိညာပိုင်းလို့ခေါ်တယ်ပေါ့အဲ့ဒါတွေကိုမကြိုးစားပဲနဲ့ဖြစ်ပျက်ကိုသွားရှုမယ်ဆိုလို့ရှိရင်တော့အဆင့်ကျော်သွားတယ်လို့ဒီလိုပြောရမှာအဲ့တော့ကိုလုံးရမယ့်အလုပ်ကဒါတွေကိုclear ဖြစ်အောင်ရှင်းတယ်ရှင်းအောင်ဘာမှကိုစိတ်ထဲမှာမသေးမကွဲဆိုတာမရှိရအောင်သူ့လေ့ကျင့်မှုလိုအပ်တယ်ပေါ့အဲ့ဒါကြီးပဲလေ့ကျင့်မှုလိုအပ်တယ်အဲ့ဒီလိုညာတပရိညာဆိုတာသဘာဝရှုထောင့်ကနေပြီးတော့တရားဓမ္မတွေကိုသိတာညာတပရိညာလို့ခေါ်တယ်အဲ့ဒါလို့သိရင်ကနေပြီးတော့အဆင့်တက်လာတဲ့အခါကျတော့ဘာကြောင့်ဒါတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းတရားကိုလည်းပဲသူကသဘောပေါက်လာတယ်ဆိုပါတော့ဒီလေလေးဖြစ်နေတာလည်းပဲလူရဲ့စိတ်ကြောင့်ဒီလေလေးဟာရှုသွင်းမှုဖြစ်နေတယ်ဆိုတော့စိတ်ဟာအကြောင်းတရားပဲလို့ကိုသိနိုင်တဲ့အကြောင်းတရားထိုစိတ်ကစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝါယောဓာတ်ကလေးဟာနာသီးပြားကိုလာထိတဲ့အခါအဲ့ဒီထိမှုကြောင့်ထိမှန်းသိလိုက်တဲ့အသည့်လေးကပေါ်လာရတယ်ငကိုကရှိနေတာမဟုတ်ဘူးဆိုတဲ့အသည့်လေးတွေလည်းဝင်လာတယ်ရှင်းရှင်းလင်းလင်းသိလာတယ်အဲ့ဒီမှာခုနကသဘာဝလက္ခဏာလေးတွေကိုလေရဲ့လှုပ်ရှားမှုသဘောကာယပတ္တာရရဲ့လေကိုဒီထိနိုင်တဲ့သဘောထိလို့သိတဲ့သဘောဒီသဘာဝလေးတွေကိုသိတဲ့အဆင့်ကဒီအဆင့်လေးသိလိုက်တာနဲ့ငါထင်းနေတဲ့တတ္တဝါဆိုတာမရှိပါလားဒီ၃မျိုးပဲရှိနေတာပါလားလို့သဘောပေါက်လာတယ်အဲ့တော့ဒီယုံနဲ့နံဒီနှမျိုးတည်းပဲရှိနေတယ်လို့သဘောပေါက်ပြီးတော့တတ္တဝါရှိတယ်ဆိုတဲ့အထင်ကြီးဟာပျောက်လာအဲ့ဒါလို့ပျောက်လာပြီးတဲ့အခါမှာဆိုင်ရာအကြောင်းကြောင့်ဒါတွေကလည်းပဲဖြစ်နေတယ်ဆိုတဲ့အကြောင်းတရားကိုပါသိရှိနားလည်လာတယ်အဲ့ဒီသိရှိနားလည်လာတာကိုဒါပစ္စယပရိက္ခညာခုနကနာမရူပပရိစ္ဆေဒညာလို့စာလို့ပြောတဲ့အခါအဲ့လိုပြောတာပေါ့အဲ့တော့ဒုတိယရဲ့တဏ္ဍာမှာယုံနဲ့နာနှမျိုးပဲရှိတယ်လို့တတ္တဝါဆိုတဲ့အတွေးတွေဟာလုံးဝပျောက်သွားပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်နာမရူပပရိစ္ဆေဒညာသင်္ခါရတရားတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့ပစ္စယပရိက္ခသင်္ခါရပရိစ္ဆေဒညာဆိုတာဥဒ္ဒနာမှာဖြစ်လာအကြောင်းတရားတွေကိုပါသိလိုက်တာနဲ့တပြိုင်နက်အကြောင်းပဲဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်တယ်လို့သိလိုက်တာနဲ့တပြိုင်နက်တန်တရားတွေလည်းကင်းသွားတယ်အဲ့ဒီဉာဏ်နှမျိုးနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာရှုမှတ်ရမယ့်အာယုန်တွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့အပိုင်းမို့သူ့ကိုညာတပရိညာအဆင့်လို့ပြောတာအဲ့ဒီညာတပရိညာအဆင့်ကိုကျော်ပြီးတဲ့နောက်မှာမမြဲဘူးဆိုတာတွေကိုသွားပြီးတော့တွေးတယ်ဆိုလို့ရှိရင်အဆင့်ကျော်တယ်လို့ခေါ်တယ်ရှင်သန္နမထေမြတ်အဲ့ဒီညာတပရိညာပိုင်းကိုပိုင်ပိုင်နိုင်နိုင်မသိဘဲနဲ့သူကအဆင့်ကျော်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတာတွေကိုသူကစဉ်းစားတဲ့အခါမှာငါလည်းအနိစ္စဆိုတာသိတာပဲဒုက္ခဆိုတာလည်းသိတာပဲအနတ္တဆိုတာလည်းသိတယ်သူ့ရဲ့စိတ်ဟာကိလေသာတွေကလွတ်မသွားနိုင်ဘူးဘာကြောင့်လဲလို့ဆိုတာသူကပစ္စယပရိက္ခဉာဏ်တို့နာမရူပပရိစ္ဆေဒဉာဏ်တို့ကိုပိုင်ပိုင်နိုင်နိုင်မလေးကျင့်ပဲနဲ့အထက်ဉာဏ်တွေကိုသူကတက်ဖို့ကြိုးစားတဲ့အခါမှာသူကတရားမရပဲနဲ့ဖြစ်နေတယ်အဲ့ဒါကိုသိလို့ရှင်အနန္ဒမထေရကပရိစ္ဆသမုပ္ပါဒ်နဲ့အကြောင်းတရားတွေကိုပါပိုင်ပိုင်နိုင်နိုင်သိဖို့အတွက်သူ့ကိုဟောပေးလိုက်တဲ့အခါမှာသူဟာလမ်းကြောင်းမှန်သွားတယ်ပေါ့ဒါကြောင့်မို့လို့ဝိပဿနာတစ်ခုကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်ဟောဒီညာတပရိညာအပိုင်းမှာရှုစရာအာယုန်တွေကိုပိုင်ပိုင်နိုင်နိုင်သိအောင်ကြိုးစားတာအဲ့ဒါညာတပရိညာညာတပရိညာဆိုတာဖြစ်မှုပြက်မှုကိုမသိသေးဘူးအဲ့ဒီအချိန်မှာသဘာဝတရားတွေကိုပဲမိနေသေးတယ်ဟောရုပ်ဆိုတာဒီလိုပဲနာမ်ဆိုတာဒီလိုပဲပထဝီဆိုတာဒီလိုပဲအာဘောဆိုတာဒီလိုပါလားတေဇောဆိုတာဒီလိုပါလားဝါယောဆိုတာဒီလိုပါလားလို့သဘာဝလေးလက္ခဏာလေးတွေသိလာတယ်ဖတ်တာရဲ့သဘောတွေဝေဒနာရဲ့သဘောတွေတင်ညာရဲ့သဘောတွေစိတ်ရဲ့သဘောတွေပိုင်ပိုင်နိုင်နိုင်သိလာတဲ့အခါသိလာပြီးတဲ့နောက်အကြောင်းကိုပါပိုင်းခြားပြီးတော့သိလာပြီးဆိုလို့ရှိရင်ဒါညာတပရိညာအဆင့်ပိုင်ပိုင်နိုင်နိုင်ဖြစ်လာပြီလို့ဒီလိုပြောတာအဲ့ဒီညာတပရိညာအဆင့်ကို
ကြိုးစားဖို့လိုအပ်တယ်ပေါ့ဝိပဿနာကျင့်စဉ်အားထုတ်ပြီးဆိုရင်အဲ့ဒီအဆင့်ကိုကြိုးစားအဲ့ဒီအဆင့်ရပ်ပြီးတဲ့အခါမှာဆက်ပြီးတော့လုပ်ရမယ့်ဟာဘာလဲလို့ဆိုလို့ရှိရင်တိရဏပရိညာလို့ခေါ်တယ်အဆင့်မြင်အမြင်ဟာမြင့်လာတယ်တိရဏပရိညာဆိုတာဘာလဲလို့ဆိုရင်ကိုသိတဲ့ခုနကရုပ်တရားနံတရားတွေဟာဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်မဖြစ်ခင်ကလည်းတဏှာထဲမှာစုနေတာမရှိဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာပြီးတဲ့နောက်လည်းလုံးဝပျောက်ကွယ်ပြီးတော့သွားတယ်တဏှာမှာသွားပြီးစုဝေးတည်ရှိနေတာမဟုတ်ဘူးလို့အနိစ္စရဲ့သဘောတရားမမြဲတဲ့သဘောတရားဖြစ်ပြီးပြက်လာတဲ့သဘောတရားတွေနဲ့ခုနကအာယုန်တွေပေါ်မှာရှုမှတ်ရမယ်အဲ့ဒါကြတော့တာမညလက္ခဏာလို့ခေါ်တယ်တာမညဆိုတာလူတွေကနားလဲတာတစ်မျိုးဖြစ်တယ်တာမညဆိုတဲ့အဓိပ္ပာယ်ကဝိသေသနဲ့တွဲတဲ့တာမညမဟုတ်ဘူးဒီနေရာကတာမညရဲ့သဘောကဘာလဲလို့ဆိုရင်အားလုံးဆိုင်တဲ့အမှတ်အသားလို့ပြောတာသင်္ခါရတရားအားလုံးနဲ့ဆိုင်တယ်ခုနတုန်းကသဘာဝလက္ခဏာဆိုတာတစ်ခုစီတစ်ခုစီနဲ့သာသက်ဆိုင်တယ်အားလုံးနဲ့မဆိုင်ဘူးတာမညလက္ခဏာကြတော့အားလုံးနဲ့ဆိုင်သင်္ခါရတရားအားလုံးဟာမမြဲဘူးဆိုတာဒီလိုသိတာလားတော့အားလုံးနဲ့ဆိုင်တဲ့လက္ခဏာဆိုတာအနိစ္စဒုက္ခအနတ္တလို့ဆိုတယ်ဒီအမှတ်အသား၃မျိုးကိုပြောတာအဲ့ဒီအမှတ်အသား၃မျိုးဟာသင်္ခါရတရားတိုင်းမှာရှိတယ်ဆိုတာကိုကမြင်လာအောင်ရှုမြင်တတ်ဖို့လိုလာတယ်ပေါ့အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုရှုမြင်တတ်ပြီးဆိုတော့မှဝိပဿနာဟာစတင်ပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုတယ်ခုနကဉာဏ်တစ်ခုကဝိပဿနာရဲ့အခြေခံပဲရှိသေးတယ်ညာတပရိညာဆိုတာဝိပဿနာရဲ့အာယုံကိုရအောင်ယူထားခြင်းသာရှိတယ်အဲ့ဒီအာယုံရဲ့သဘာဝကိုဒီတာမညလက္ခဏာတွေကိုမမြင်သေးဘူးအဲ့တော့အခုမြင်အောင်ကြည့်လိုက်တဲ့အခါကျတော့မှဒါကြတော့မှလက္ခဏာရမဏိကဝိပဿနာလို့ခေါ်တယ်အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီအမှတ်သားတွေပေါ်မှာစိတ်ကရောက်ပြီးတော့သိနေတဲ့အသိပညာတစ်ခုတဲ့အဲ့ဒါစပြီးတော့ဖြစ်လာတယ်အဲ့တော့ဒါရင့်တန်လာအောင်အကျမ်းပြင်းစဉ်းစားတာလဲလုပ်ရတယ်သမထနာဉာဏ်ဆိုတာမမြဲတဲ့သဘောတွေကိုရဲတမ်းတတိထားပြီးတော့စဉ်းစားနေရစဉ်းစားမှုလုပ်ရတယ်ထင်ရှားတာလေးတွေကိုကြည့်ပြီးတော့စဉ်းစားလို့ရတယ်ဆိုပါစို့ကြားနေတဲ့အတန်လေးတစ်ခုကိုကြားရင်နားထောင်ရင်ကနေစဉ်းစားကြည့်လိုက်လို့ရှိရင်ပထမပေါ်လာတဲ့အတန်လေးပြောက်ပြီးဒုတိယအတန်ပေါ်လာတယ်ဒုတိယအတန်ပြောက်တော့တတိယအတန်ပေါ်လာတယ်တတိယအတန်ပြောက်တော့သုထအတန်ပေါ်လာတယ်ရှေ့ပိုင်းအတန်တွေကပြောက်ပြီးနောက်တော့အတန်တွေပေါ်လာတယ်ဆိုတာအာယုံပြုပြီးတော့ကြည့်လို့ရတယ်ပေါ့ပျက်စီးနေတယ်ဆိုတဲ့သဘောမှာကြည့်လို့ရဥပမာမဲ့မြေကြီးကိုသွားကြည့်လိုက်မယ်ဆိုရင်ရေပြင်ကြီးပဲတာမန်ကြည့်တဲ့ပုဂ္ဂိုလ်ကရေပြင်ကြီးပဲမြင်မယ်သေးသေးချာချာအသေးစိတ်ကြည့်တဲ့အခါအဲ့ဒီရေတွေရဲ့ရွေလျားနေတဲ့သဘောကိုမြင်သွားမှာပေါ့ထို့တူပဲခန္ဓာကိုယ်ကိုကြည့်တဲ့အခါမှာတာမန်အနေထားနဲ့မကြည့်ပဲနဲ့ခန္ဓာကိုယ်ဟာဖြစ်ပြီးတော့ပြက်နေတာပါလားဆိုတဲ့အနေထားတစ်ခုကိုမြင်အောင်ကြည့်ဖို့လိုတယ်ပေါ့ကိုယ်စိတ်ကလေးတွေဟာလည်းရွေးရှားပြီးသာဝရပြောင်းလဲနေတဲ့အရာတွေဒါဆိုတာမြင်လာတယ်စိတ်ရွေးရှားပြောင်းလဲနေတယ်လို့ရုပ်ဟာလည်းပဲရွေးရှားပြောင်းလဲနေတယ်ဆိုင်ရာတက်တန်းလေးကုန်တာနဲ့ဒါတွေကဖြစ်ပြီးတော့ပြက်နေတာပဲဖြစ်တာကအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာပြီးတော့ပျောက်သွားတယ်ဆိုတဲ့သဘောလေးတွေကိုစဉ်းစားပြီးတော့ဆင်ញင်သုံးသပ်နိုင်တာစုပေါင်းပြီးတော့သုံးသပ်နိုင်တာခုနကြားနေတဲ့အတန်တွေမရှိတော့ဘူးပျောက်သွားပြီအခုကြားနေတာကခုနအတန်မဟုတ်ဘူးဒီကြားပြီးတော့နောက်ထပ်ကြားတဲ့အတန်လဲပြီးခဲ့တဲ့တုန်းကကြားခဲ့တဲ့အတန်မဟုတ်ဘူးဒါကအသစ်အကြောင်းနဲ့အသစ်ဖြစ်ပေါ်လာတဲ့အရာပဲလို့ဒီလိုမြင်အောင်ဆင်ញင်သုံးသပ်ပြီးတော့ခြုံငုံပြီးတော့သုံးသပ်တဲ့နည်းကိုကလာပသမ္မတနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာကလာပသမ္မတနာနည်းနဲ့ခြုံငုံပြီးတော့အလုံးသင်္ခါရတရားတွေဟာဒီလိုပဲလို့ခြုံငုံသုံးသပ်တာနောက်နေယဝိပဿနာဆိုတာဒါပြက်တယ်လို့ကျန်တာတွေလည်းပြက်နေတာပဲလို့အနုမာနနည်းနဲ့ရှုနိုင်ရမယ်အဲ့ဒီလိုသင်္ခါရတရားတွေကို
မြင်ပြီးတဲ့အခါမှာအနိစ္စလို့မြင်လာတယ်ဒုက္ခလို့မြင်လာတယ်အနတ္တလို့မြင်အဲ့တော့အဲ့ဒီမှာအနိစ္စလို့မြင်လိုက်တာမမြဲဘူးလို့မြင်လိုက်တာနဲ့တပြိုင်နက်နောက်ကဒုက္ခဆိုတာလည်းမြင်လာတယ်အနတ္တဆိုတာလည်းမြင်ဒီသုံးခုကဆက်ဆက်နေတယ်တခုမြင်တာနဲ့အားလုံးဟာမြင်သွားနိုင်တယ်လို့ဒီလိုပြောတာဘာဖြစ်လို့လဲဆိုတော့အနိစ္စဆိုဒီမှာအကြောင်းတစ်ခုကိုမှီပြီးတော့ငကောကမရှိဘဲနဲ့ပေါ်လာတယ်ပေါ်လာပြီးတော့နောက်ပျောက်သွားတယ်အဲ့ဒီအရာကသင်္ခါရတရားတွေမှာအမြဲတမ်းကပ်ပြီးတော့အနှောင့်အယှက်ကြီးတစ်ခုဖြစ်နေတယ်ဆိုပါတော့ပို့ပြီးတော့ထင်ရှားအောင်ဘုန်းကြီးတို့ဥပမာနဲ့ကြည့်မယ်ဆိုရင်စောင်းတန်ကလေးတစ်ခုနားထောင်နေတဲ့အခါမှာကြည့်အဲ့ဒီစောင်းတန်ကလေးဟာစောင်းကြိုးထဲမှာရှိနေသလားစောင်းအိုးထဲမှာရှိနေသလားတီးတဲ့လူရဲ့လက်ထဲမှာရှိသလားသို့မဟုတ်ပတ်ဝန်းကျင်မှာရှိနေတာလားလို့ဆိုလို့ရှိရင်ဘယ်နေရာမှမရှိဘူးဆိုတာသိကြတယ်ဘယ်နေရာမှမရှိဘဲနဲ့ဒီစောင်းတန်ကဘယ်လိုလုပ်ပေါ်လာရသလဲဆိုရင်ကျိုးရဲ့အိုးရဲ့တီးတဲ့လူရဲ့လုံလပြောကရဲ့ဟောအကြောင်းသုံးခုပေါင်းလိုက်မှဒါလေးကပေါ်လာတယ်ငကောရှိနေတာပေါ်တာမဟုတ်ဘူးမရှိတာပေါ်တာပေါ်လာပြီးတဲ့နောက်မှာဒါလေးကလုံးဝပျောက်ကွယ်သွားပြန်တယ်ပျောက်ကွယ်သွားတယ်ဆိုတာပြန်မလာတော့တဲ့အနေနဲ့ပျောက်သွားတာနောက်ထပ်တီးလို့ပေါ်တဲ့အတန်ကနောက်အကြောင်းနဲ့နောက်အတန်ပဲသို့တော့အလားတူတော့ဖြစ်ချင်းဖြစ်တာပေါ့အလားတူကိုကမျက်စိလဲပြီးတော့အရင်အတန်ပဲလို့ဒီလိုပြောကြတာဟုတ်တကယ်တော့အရင်အတန်နဲ့သူကသူ့အကြောင်းနဲ့သူပြီးသွားပြီအခုကနောက်တီးတာနောက်အတန်နဲ့နောက်အကြောင်းပဲအဲ့ဒါလို့သဘာဝတရားတွေရဲ့ဒီမမြဲတဲ့သဘောကိုပိုင်ပိုင်နိုင်နိုင်သိလာပြီဆိုတဲ့အခါမှာအနိစ္စမြင်လာတာနဲ့တပြိုင်နက်ဒီဖြစ်ပြီးတော့ပြတ်သွားတာဟာကြီးကအမြဲတမ်းနှိမ့်ဆက်ပြီးဒုက္ခပေးနေတာပါလားနှောက်ယှက်နေတာပါလားလို့မြင်တာဟာဒါဒုက္ခလို့ခေါ်တာစိတ်ပြည့်စရာကြီးလို့မြင်လာရင်ဒါဒုက္ခလက္ခဏာကိုမြင်တယ်လို့ခေါ်တာပဲဖြစ်ပြနေတာကြီးကိုမြင်လာတဲ့အခါမှာစိတ်ပြည့်စရာကြီးဖြစ်လာတယ်ဒုက္ခလက္ခဏာအဲ့စိတ်ပြည့်စရာကြီးဖြစ်လာတဲ့အရာတစ်ခုကိုငါအလိုကျဖြစ်နိုင်မလားလို့စဉ်းစားရင်ဘာမှမဖြစ်နိုင်ဘူးကိုလုံးနိုင်တာတခုမှမရှိဘူးသူ့သဘာဝအတိုင်းဖြစ်နေတယ်လို့မြင်လိုက်တာအနတ္တကိုမြင်လိုက်တာနောက်တစ်ခုကအနတ္တမြင်ပုံလေးကသူကမမြဲတဲ့သဘောတရားကြီးကိုမြဲအောင်သူ့ဟာသူလည်းမလုပ်နိုင်ဘူးသူမမြဲတာကိုပဲသူ့ဟာသူဘာမှမစွမ်းဆောင်နိုင်ဘူးအခိုက်အတန့်လေးမှာအကြောင်းကြောင့်ပေါ်လာပြီးတော့သူကပျက်စီးသွားတယ်မမြဲတဲ့သဘောတရားကြီးကသူများကိုမြဲအောင်ဘယ်လိုလုပ်ပေးနိုင်မှာတော့ဘယ်လိုမှကိုတောင်မှမမြဲပဲနဲ့သူများကိုမြဲအောင်ဘယ်လိုမှလုပ်မပေးနိုင်ဘူးဆိုတဲ့စွမ်းအားတတ္တိမရှိဘူးဆိုတဲ့ဒီသဘာဝကိုဆင်ញင်စဉ်းစားတာဟာအနတ္တကိုမြင်တာပဲနောက်တစ်ခုအနတ္တမြင်ပုံတစ်ခုကဒီယုတ်တရားနံတရားတွေဟာရုပ်တသက်နံသက်သက်များတာဖြစ်တယ်ဖြစ်ပြီးပျောက်သွားတဲ့သဘာဝတွေသာဖြစ်တယ်ဒီထဲမှာငါလို့ပြောเสียလည်းမရှိဘူးငါဟာလို့ပြောเสียလည်းမရှိဘူးဘယ်ဟာကိုငါဟာပြောမှာတော့ပြောလို့ရတာတခုမှမရှိဘူးလို့ဒီလိုမြင်လို့ရှိရင်ဒါတုံညလို့မြင်တာခေါ်တယ်ဘာမှမရှိဘူးလို့မြင်လိုက်တဲ့တုံညဆိုတဲ့အမြင်ဟာအနတ္တရဲ့အမြင်ပဲပေါ့အဲ့တော့အနိစ္စဒုက္ခအနတ္တမြင်တဲ့နေရာမှာမြင်ပုံမြင်နည်းတွေမတူကြဘူးပေါ့ဒါကြောင့်မို့လို့ဝိသုဒ္ဓိမဲ့မှာတော40ဆိုတာပေးထားတာရှိတယ်တောဆိုတာကအနိစ္စတောဒုက္ခတောအနတ္တတောဆိုတဲ့ဒီအချင်းရာဒီတောဆိုတဲ့အဓိပ္ပာယ်ကအချင်းရာအနိစ္စအချင်းရာဒုက္ခအချင်းရာအသင်္တရံဖြစ်ပုံအချင်းရာလေးတွေကိုတောလို့ပြောတာဒီနေရာမှာနော်အဲ့ဒီသဘာဝရှုပုံရှုနည်းအချင်းရာလေးတွေအများကြီးပဲအနိစ္စလို့မြင်တယ်ဆိုတာမခိုင်မာရင်လည်းအနိစ္စလို့မြင်တယ်နော်ဖြစ်ပေါ်ပြီးပျောက်သွားတာကိုလည်းအနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တာကြတော့ယောဂကြီးလို့မြင်တယ်ဆိုရင်လည်းဒုက္ခမြင်တာပဲကိုယ်တဏ္ဍာမှာစူးဝင်နေတဲ့စူးညောင်ကြီးလို့မြင်တယ်ဆိုရင်လည်းဒုက္ခကိုမြင်တာပဲအစ်ဆက်နေတယ်လို့မြင်တာလည်းပဲဒုက္ခကိုမြင်တယ်လို့ခေါ်တယ်အနတ္တမြင်ပုံကြတော့ဒီသဘာဝတရားတွေဟာငါမှမဟုတ်ပဲတစိမ့်တရားကြီးပဲလို့မြင်တာလေအနတ္တလို့မြင်တာပဲဒီထဲမှာငါဟာလို့ထောက်ပြစရာတခုမှမရှိဘူးသူကသူဖြစ်နေတာလို့မြင်တာလည်းပဲအနတ္တကိုမြင်တယ်လို့ပြောတာအဲ့ဒါလို့မြင်ပုံမြင်နည်းတွေဟာ
ဘယ်လိုပဲမြင်သမျှဟာဒါအနိစ္စဒုက္ခအနတ္တလို့ဒီသုံးမျိုးထဲမှာမြင်တာပဲပေါ့အဲ့ဒါလို့မြင်လာလို့ရှိရင်ဒါဝိပဿနာဉာဏ်ဆိုတာတက်လာတဲ့အခါကျတော့တိရဏဆိုတာဆုံးဖြတ်ချက်ချလာအသိဉာဏ်တစ်ခုကခုနကသိယုံသိတာရုပ်ကိုသိတယ်နာမ်ကိုသိတယ်သိယုံသိတယ်တိရဏပရိညာကျတော့ဆုံးဖြတ်ချက်ကလေးတွေပါလာတယ်ဘယ်လိုဆုံးဖြတ်လာတော့ဆိုမမြဲဘူးလို့ဆုံးဖြတ်လာတယ်ဆင်းရဲတယ်လို့ဆုံးဖြတ်လာတယ်ဆုံးဖြတ်ချက်ကလေးတွေသူကအဲ့ဒါလို့ဆုံးဖြတ်ချက်ကလေးတွေချနိုင်လာတယ်ပေါ့အဲ့ဒါလို့ဆုံးဖြတ်ချက်တွေချနိုင်လာတယ်ဆိုတဲ့ဝိပဿနာဉာဏ်အဆင့်နှစ်ခုကသမသနာဉာဏ်နဲ့ဥရိယဗျာဉာဏ်ကိုခေါ်တာတဲ့အဲ့ဒီနှစ်ခုရောက်လာလို့ရှိရင်ကိုဟာဒုတိယအဆင့်ဖြစ်တဲ့တိရဏပရိညာပိုင်းကိုရောက်လာပြီလို့ဒီလိုပြောရမှာပေါ့ညာတပရိညာပိုင်းခိုင်ခိုင်မာမာတိဆောက်ပြီးတဲ့အခါမှာတိရဏပရိညာပိုင်းရောက်လာပြီအဲ့ဒီကနေဆက်ပြီးတော့ကြိုးစားတဲ့အခါမှာပဟာနပရိညာလို့ခေါ်တယ်ပဟာနဆိုတာဖယ်ရှားလိုက်တာတွန်းလှန်ဖယ်ရှားဖြောက်ပလိုက်တာပေါ့ဖြောက်နိုင်လာတယ်ပေါ့ခုနကအမှန်မြင်လာတဲ့အခါကျတော့အနိစ္စလို့မြင်လာလို့ရှိရင်တစ်သလုံးထင်လာတဲ့မြဲတယ်လို့ထင်လာတဲ့အထင်ကြီးကပျောက်သွားဒုက္ခလို့မြင်လာတဲ့အခါမှာတစ်သလုံးချမ်းသာတယ်လို့ထင်လာတဲ့အထင်ကြီးကပျောက်သွားတယ်ငါပိုင်တယ်လို့တစ်သလုံးထင်လာတဲ့အတ္တတင်ညာဟာအနတ္တလို့မြင်လိုက်တဲ့အချိန်ကစပြီးတော့ပျောက်သွားတယ်နှစ်သက်စရာကြီးလို့တစ်သလုံးထင်လာခဲ့တာဟာညီငွေ့စရာကြီးလို့မြင်လာတဲ့အခါမှာနှစ်သက်စရာဆိုတာကိုဖြောင်းနိုင်သွားတယ်ပေါ့တိမ့်တိုက်ဖို့ကြိုးစားလာတဲ့အနေအထားတွေကိုဆွန့်လွတ်မှုကနေပြီးတော့ဖြောက်သွားတယ်အဲ့ဒါလို့ဖယ်ရှားပြီးတော့မြင်သွားတဲ့ဝိပဿနာဉာဏ်အဆင့်တွေကြတော့ပါဟနပရိညာလို့ခေါ်တယ်အဲ့ဒီပါဟနပရိညာကဘယ်ကနေစတော့ဆိုဘင်္ဂဉာဏ်ကနေပြီးတော့စတာပေါ့နောက်ဆုံးလောကီပရိညာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သင်္ခါရုပ္ပခဉာဏ်အထိအောင်ပေါ့အဲ့ဒီအဆင့်ကလည်းပဲဒီမှားယွင်းတဲ့အယူဆတွေကိုဖယ်ရှားပြီးတော့ဖြစ်လာတဲ့ဉာဏ်တွေပေါ့ဉာဏ်ကြီးဉာဏ်သွေးတွေတက်လာတယ်ဆိုတဲ့ပါဟနပရိညာပိုင်းပဲနောက်ဆုံးမှာသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့လုံးဝရှင်းကြီးမြင်ပြီးတော့မှားယွင်းတဲ့အတွေးတွေအလုံးပျောက်သွားပြီးဆိုင်ရာကိလေသာတွေကိုဖယ်ရှားပစ်လိုက်နိုင်ပြီမက်စိတ်ဖို့စိတ်မဉဏ်ဖို့ဉဏ်ရလာပြီဆိုတဲ့အခါကျမှဒီလုပ်ငန်းဟာပြီးဆုံးတာမဟုတ်အဲ့လိုမဟုတ်သေးလို့ရှိရင်ဒီဝိပဿနာကျင့်စဉ်တစ်ခုဟာမပြီးသေးဘူးအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လောက်ကျင့်ရမှာတုံးလို့မေးရင်တစ်သက်လုံးကျင့်ရမှာဘယ်အချိန်ကျင့်ရမှာတုံးဆိုအချိန်မရွေးကျင့်ရမှာဘုဒ္ဓနာမှာဒီဝိပဿနာက၃မျိုးရှိတယ်ပေါ့အခုကအဆင့်၃မျိုးကိုပြောတာအဆင့်၃မျိုးကညာတပရိညာအဆင့်တိရဏပရိညာအဆင့်ပါဟနပရိညာအဆင့်လို့အဆင့်30နဲ့သွားတယ်အဆင့်ကျော်ပြီးတော့မလုပ်ရဘူးညာတပရိညာအဆင့်ဆိုတာဝိပဿနာရဲ့အာယုန်နဲ့ပတ်သက်ပြီးတော့ပိုင်နိုင်သိအောင်လုပ်တာတိရဏပရိညာရဲ့အဆင့်ဆိုတာဆုံးဖြတ်ချက်ချနိုင်တာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတဲ့တာမညာလက္ခဏာရှုထောင့်ကဆုံးဖြတ်ချက်ချနိုင်တာပါဟနပရိညာအဆင့်ဆိုတာအထင်တွေအမြင်တွေမှားယွင်းလာတဲ့အယူဆတွေကိုဖယ်ရှားသွားနိုင်တာဟောသုံးဆင့်ပိုင်နိုင်သိတဲ့အဆင့်ကနေပြီးဆုံးဖြတ်နိုင်တဲ့အဆင့်ကိုရောက်သွားတယ်ဆုံးဖြတ်နိုင်တဲ့အဆင့်ကနေပြီးတော့အမှားတွေကိုဖယ်ရှားပြနိုင်တဲ့အဆင့်ကိုရောက်သွားတယ်ဟောအဲ့ဒီအဆင့်ရောက်သွားမှဒီဝိပဿနာဉာဏ်ဟာမဲ့ဉာဏ်ရဲ့အကြောင်းတရားဖြစ်လာမယ်မဲ့ဉာဏ်ရဖို့ရာအတွက်မဲ့ဉာဏ်ဆိုတာလောက်ရတဲ့အလုပ်မဟုတ်တော့ဘူးကိုလောက်ရမှာဝိပဿနာဉာဏ်ပဲမဲ့တရားလိုချင်ဝိပဿနာပဲလောက်ရမယ်အလင်းအောင်လိုချင်လို့ရှိရင်ဘာလို့ရတော့မိထွန်းတာပဲပေါ့နော်ဟိုအလင်းကိုကမိမထွန်းမဲနဲ့ငါအလင်းရခြင်းနဲ့ဆိုလို့မရဘူးလေအဲ့တော့အကျိုးတစ်ခုဟာအကြောင်းတရားကိုအထောက်ရတာပဲအဲ့တော့ဝိပဿနာဉာဏ်ကိုအထောက်ရင်ကနေပြီးတော့မဉဏ်ဖုန်ဉဏ်ဆိုတာမျက်မှောက်ပြုရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာကို၃မျိုးခွဲထားတာရှိတယ်ဝိပဿနာတစ်ခုကသင်္ခါရတရားတွေကိုပိုင်နိုင်သိတဲ့ဝိပဿနာကသင်္ခါရပရိက္ခဏနဝိပဿနာလို့ခေါ်တယ်သင်္ခါရတရားတွေကိုပိုင်းခြားပြီးတော့သိတဲ့ဉာဏ်အဲ့ဒီဉာဏ်ကဒီထက်မြက်သည်ဖြစ်စေမထက်မြက်သည်ဖြစ်စေဝိပဿနာဉာဏ်မှန်သမျှသည်
မဲ့ဉဏ်ကိုဥတည်ပြီးတော့နောက်ဆုံးကမဲ့ဉဏ်ကိုပဲဖြစ်ပေါ်စေနိုင်တယ်တဲ့ထက်တန်တဲ့နောက်ဝိပဿနာဉာဏ်တစ်ခုကဘာတော့ဆိုရင်ဖလားသမပတ္တိသောတပန်ဖြစ်လို့သောတပတ္တိဖို့ဝင်စားခြင်းနဲ့အဲ့ဒီအဆင့်ကိုပြန်ရောက်ခြင်းနဲ့ပြန်သွားခြင်းနဲ့တဂရဂံဖြစ်လို့တဂရဂမိဖို့အနာဂံဖြစ်လို့အနာဂံမိဖို့ယန္တာဖြစ်လို့ရတ္တဖို့ပြန်ပြီးတော့ဝင်စားခြင်းနဲ့ဆိုရင်လေဟောဒီဝိပဿနာကပဲသွားအဲ့ဒီဝိပဿနာကြတော့ဖလားသမပတ္တိဝိပဿနာလို့ခေါ်တယ်သူကြတော့ထက်မြက်မှပဲရတယ်နှုတ်နေရင်ဖို့ဝင်စားလို့မရဘူးသူကကိုယ်ဝိပဿနာထက်မြက်ဖြစ်အောင်ဘယ်လိုလုပ်ရလေ့ကျင့်ရမှာပဲနောက်တစ်ခုဝိပဿနာတစ်ခုကတော့ဘာလို့ဆိုနိရောဓသမပတ္တိအတွက်ဝိပဿနာအဲ့ဒီနိရောဓသမပတ္တိဆိုတာတော့အနာဂတ်နဲ့ယဟန္တာပဲဝင်စားလို့ရတယ်အနာဂတ်ယဟန္တာလည်းပဲဆံရပြီးသားသမထဝိပဿနာဇုံနဲ့ကျင့်ထားတဲ့ပုဂ္ဂိုလ်သာဝင်စားလို့ရတယ်ဘဝတစ်ခုမှာစိတ်ကိုခဏရပ်တန့်ဖြစ်တဲ့ဤစနစ်ဟာအမှန်တမ်းခက်ခဲတာပေါ့တာမန်နဲ့ပဲလွယ်မလဲအသိစိတ်တွေကိုရပ်တန့်ပလိုက်တာအရှိန်အဟုန်နဲ့သွားနေတဲ့စီးနေတဲ့အရာကြီးတစ်ခုခိတ္တခဏရပ်ပလိုက်တာစိတ်တွေကိုရပ်ပလိုက်တယ်အဲ့ဒါလိုရပ်နာထားနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့နိရောဓသမဘတ်ဆိုတဲ့ဟာဝိပဿနာဟာသူကမထက်မညံ့သိပြီးတော့လဲထက်တန်တဲ့ဝိပဿနာမဖြစ်စေရဘူးသိပြီးတော့ပြောညံ့တဲ့ဝိပဿနာလည်းမရှိစေရဘူးအလဲအလန့်ကိုသူကသွားရတယ်တဲ့သွားမှကိုလုံးချင်တဲ့အလုပ်ဟာရဟုတ်တယ်ပေါ့ရွှေကိုတန့်စင်တဲ့ပုဂ္ဂိုလ်ဟာမီးပြင်းလို့လည်းမရဘူးမီးလျှော့ပြီးလှုပ်လို့လည်းမရဘူးသူကရွှေရဲ့အညစ်အကြေးကိုထုတ်ချင်လို့ရှိရင်မှန်ကန်တဲ့ဒီစနစ်နဲ့သူကသွားမှအပူပေးလိုက်အေးခံလိုက်အပူပေးလိုက်အေးခံလိုက်နဲ့ဒီလိုသွားမှသူကရွှေရဲ့အညစ်အကြေးတွေဆိုတာထွက်သွားနိုင်တယ်အဲ့ဒီသဘောပဲအဲ့တော့ဒီကနေ့ကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ဝိပဿနာဉာဏ်ဆိုတာသင်္ခါရတွေကိုပိုင်နိုင်သိဖို့ကြိုးစားတဲ့ဝိပဿနာဉာဏ်ဖြစ်တယ်ဘသူရဲ့ကြိုးစားချက်ပဲဖြစ်နိဗ္ဗာန်ရဲ့အထောက်အကူမဉ္ဇဉ်ရဲ့အထောက်အကူဖြစ်ပါတယ်အနေနဲ့အမြန်သာရောက်တာမရောက်တာအနေနဲ့အမြန်ပဲရှိတယ်အထောက်အကူမဖြစ်တဲ့ဝိပဿနာဆိုတာမရှိဘူးတဲ့ချိန်တန်လို့ရင့်တန်လာလို့ရှိရင်တဦးနဲ့တဦးကမတူညီနိုင်ဘူးအသိဉာဏ်ရင့်တန်တာနဲ့မရင့်တန်တာမတူနိုင်ဘူးမတူနိုင်သည့်အတွက်ကြောင့်ဒီရတာမရတာကိုမစင်စားပဲနဲ့လှုပ်တာမလှုပ်တာကိုပဲစဉ်းစားကိုဟာလှုပ်နေတဲ့ပုဂ္ဂိုလ်လားခရီးတစ်ခုကသွားတဲ့အခါမှာမလှမ်းပဲနဲ့မသွားပဲနဲ့ရောက်တဲ့ခရီးဆိုတာမရှိဘူးကုန်းကြောင်းသွားပါနဲ့သွားတလန်းချင်းသွားနေဖို့လိုတယ်ခြေလမ်းတရားရောက်ရမယ့်ခရီးဆိုလို့ရှိရင်တလန်းလှမ်းထားပြီလို့ရှိရင်69လမ်းပဲကျန်တော့တယ်တလန်းမှမလှမ်းသေးတဲ့လူကအလှမ်းတရားလုံးကျန်နေမှာပဲအဲ့ဒီအလှမ်းတရားသူကသူတော့ပြေးလာမှာမဟုတ်ဘူးကိုယ့်ဘာကိုယ်ကြိုးစားပြီးတော့လှမ်းကြအောင်မှာဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာလည်းပဲဒီလိုပဲကျင့်ပြီးတော့သွားအောင်အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်နေမှာတလန်းပြီးတလန်းဆိုတာနီးလာတဲ့သဘောပေါ့နောက်ဆုံးဟာကိုလိုချင်တဲ့မက်တိဖို့တွေကိုရရှိပြီးတော့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွားတဲ့အဆင့်ကိုရရှိနိုင်တယ်အဲ့ဒါလိုရရှိအောင်ဘုန်းကြီးတို့တွေဟာဘာတွေလိုအပ်တယ်လဲဆိုရင်တတိတရားလိုအပ်တယ်တတိဆိုတာအာယုန်နဲ့စိတ်ကလေးပေါ်မှာအမြဲတမ်းရှင်တွဲနေဖို့အဲ့ဒီတတိရှိတဲ့အခါမှာလဲတတိလေးတစ်ခုတည်းနဲ့မပြီးဘူးတတိရှိလာပြီဆိုတဲ့အခါမှာဆင်ခြင်တုံအသိဉာဏ်သဘာဝတရားတွေကိုသိမြင်နိုင်တဲ့ဉာဏ်ရည်ဉာဏ်စွမ်းရှိဖို့လိုတယ်အဲ့ဒါလို့ဖြစ်အောင်ကြိုးစားအထောက်ဖို့လိုတယ်ဒါလိုတယ်ဒါကြောင့်မို့မဟာတတိပဌာနာတုတ်မှာအာတာပိတမ္ပဇာနောတတိမှာကမ္မဋ္ဌာန်းတရားအထုတ်ပြီဆိုရင်အာတာပိဆိုတဲ့ဝိရိယရှိရမယ်တတိမာဆိုတဲ့တတိရှိရမယ်တမ္ပဇာနာဆိုတဲ့ဆင်ញဉာဏ်နော်ဒီဉာဏ်ဆိုတာကအမတမအရေးကြီးတာသူကဉာဏ်ကအလုံးကိုသိတဲ့အခါမှာသူကတတိယဆင်ញင်ပေးတယ်လို့ဉာဏ်ကနေပြီးတော့အတိမ်အနက်အတိုးအလျှော့ဒီသဘောတရားတွေကိုနားလည်ပြီးတော့လှုပ်ဆောင်ကြရတယ်။ကားမောင်းတာတောင်မှပဲစဉ်းစားရတာပဲလေ။စပီးလျှော့တဲ့အချိန်လျှော့ရမယ်။တင်းတဲ့အချိန်တင်းရတယ်ဆိုတာဒါအသိဉာဏ်ကလည်းပဲ
နိဗ္ဗာန်ကိုသွားတယ်ဆိုတဲ့အခါမှာလည်းပဲဒီဟာအရေးကြီးတာပဲပေါ့ကိုယ့်ရဲ့အသိဉာဏ်နဲ့ကိုယ့်ရဲ့အနေထားတစ်ခုကိုမှန်ကန်အောင်ကြည့်တတ်တဲ့အသိဉာဏ်တစ်ခုတမ္ပဇာနာလို့ခေါ်တာပဲမဖြစ်စေရမယ့်အရာတွေကတော့နိဝရဏတရားတွေကိုမဖြစ်စေရဘူးဒီအာယုံပေါ်မှာလောဘဆိုတာမလာစေရဘူးဒေါသဆိုတာမဖြစ်စေရဘူးကျန်တဲ့နိဝရဏတရားတွေအကုသိုလ်တရားတွေမဖြစ်စေအောင်လုပ်တာဒါကိုပဲတရားကျင့်တယ်လို့ခေါ်တာပါအဲ့တော့ဝိပဿနာအကျင့်ကိုကျင့်တယ်ဆိုတာဒီတစ်ခုတည်းသောနိလန်းပဲမြတ်စွာဘုရားဟောထားတဲ့ဒီကျင့်စဉ်အတိုင်းပဲအားလုံးဟာကျင့်ကြရမှာဖြစ်တယ်နိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်လည်းဒီလမ်းကပဲရှောက်ရတာပဲအားလုံးဟာတစ်ခုတည်းသောလမ်းလို့မြတ်စွာဘုရားဟောတယ်ဒီတစ်ခုတည်းသောလမ်းကရှောက်လို့ရှိရင်ဘုန်းကြီးတို့တွေအခုရင်ဆိုင်နေကြရတဲ့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဒီလမ်းကိုသွားလို့ရှိရင်အဲ့ဒါတွေကနေပြီးလွန်မြောက်နိုင်တယ်တဲ့ဒါတွေမကဘူးတန်တရားကစင်ကြယ်မှုမရှိလာတဲ့စိတ်ဓာတ်တွေဟာလည်းပဲစင်ကြယ်လာနိုင်တယ်နိဗ္ဗာန်သွားတဲ့လမ်းကြီးကိုလည်းဖြောင်းဖြောင်းတန်းတန်းတက်ရောက်သွားလာနေခြင်းလည်းဖြစ်တယ်နောက်ဆုံးကြတော့နိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုနိုင်တယ်လို့ကိုယ်စီသဘောကျပြီးတော့ရှင်းကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း